ရေမြောင်းပေါက်ကလေးတွေကနေအကူအညီတောင်းတဲ့စာတိုလေးပါတဲ့စက်ကူတရွက်ထွက်နေခဲ့ပေမဲ့မကြခင်မှာပဲကားတစ်စီးကကျိတ်မိသွားခဲ့ပါတယ်။ဒါဟာအောက်မှာပိတ်မိနေတဲ့သူတွေရဲ့တစ်ခုတည်းသောမျှော်လင့်ချက်ပဲဖြစ်ပါတယ်။သူတို့ဟာစိတ်ပြအားငယ်စွာနဲ့လမ်းသွားလမ်းလာတွေတတိထားမိအောင်လမ်းမပေါ်ကိုရေတွေနဲ့ပတ်ပြီးပြန်ကြိုးစားခဲ့ကြပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်ဟာလူစီကားတဲ့အချိန်ဖြစ်ပြီးလမ်းမပေါ်မှာကားတွေရောလူတွေရောပြည့်နေနေခဲ့ပါတယ်။ဘသူကမှသူတို့ရှိနေတာကိုတတိထားမိမှာမဟုတ်ပါဘူး။သူတို့ဟာအပြင်ဘက်ကိုအစွမ်းကုန်အော်ဟစ်ခဲ့ကြပေမဲ့သူတို့ရဲ့အတန်တွေဟာကားဟွန်းတန်တွေနဲ့ရှုပ်ထွေးနေတဲ့လမ်းမပေါ်ကစူညံတန်တွေကိုမကျော်လွန်နိုင်ခဲ့ပါဘူး။ရေမျက်နှာပြင်ကတဖြည်းဖြည်းမြင့်တက်လာတာနဲ့အမျှသူတို့ဟာကြောက်စရာကောင်းတဲ့အမှန်တရားတစ်ခုကိုသိလိုက်ရပါတယ်။အဲ့ဒါကတော့အကယ်၍ရေမြောင်းဖုံးကိုသာမဖွင့်နိုင်ရင်သူတို့အားလုံးအဲ့ဒီနေရာမှာတင်ရေနစ်တေဆုံးရတော့မှာပါ။အဲ့ဒီအချိန်မှာပဲဥမင်လိုင်ကောင်းဝါမှာပိတ်မိနေတဲ့မြေအောက်ရထားတွေဟာရေစီးနဲ့အတူမျောပါသွားခဲ့ပါတယ်။အဲ့ဒီအခါရေတွင်းတွေကရေမျက်နှာပြင်ဟာအရှိန်ဟုန်နဲ့ကျဆင်းသွားပြီးရေစီးကြ။ဟောင်းကသူတို့ကိုဥမင်လိုင်ကောင်းတဲကိုပြန်တွန်းပို့လိုက်ပါတယ်။ရေတွေဆက်တက်လာကစားကသူတို့တွေကတယောက်ဟာနောက်ဆုံးအင်အားကိုတုံးပြီးဖုံးလိုက်ရှာကသူ့ဇနီးစီဖုံးဆက်နိုင်ခဲ့ပါတယ်။သူရှိနေတဲ့ခံမှန်းချင်နေရာကိုပြောပြနိုင်ခဲ့ပေမဲ့ရုတ်တရက်ဖုံးလိုက်ပြတ်တောက်သွားခဲ့ပါတယ်။အခုတော့သူတို့ဟာဥမင်တဲကိုပြန်ရောက်သွားပြီးနေရာကလည်းပြောင်းလဲသွားခဲ့ပါပြီ။သူတို့တွေကယ်တင်ချင်းခံရအောင်မလားဆိုတာမတိကျတော့ပါဘူး။တစ်ဖက်မှာတော့ဇနီးဖြစ်သူဟာကယ်ဆယ်ရေးအဖွဲ့တွေနဲ့အတူရောက်ရှိလာခဲ့ပါတယ်။အရေးပေါ်ခိုးလုံရနေရမှကယ်ဆယ်ရေးပစ္စည်းတွေကိုပြင်ဆင်ခဲ့ကြပေမဲ့ဥမင်ထဲကိုပိုတိုးဝင်သွားလေလေအသက်ရှင်ကျန်ရစ်သူတွေကိုမတွေ့ရလေဖြစ်ပြီးနောက်ဆုံးမှာတော့ရှာဖွေရေးကိုရပ်နားဖို့ဆုံးဖြတ်လိုက်ကြပါတယ်။ဇနီးဖြစ်သူကတော့အဲ့ဒီရလက်ကိုလက်မခံနိုင်ခဲ့ပါဘူး။အားလုံးကအံ့အားသင့်နေတဲ့ကြည့်နေကြတဲ့ကြားကပဲသူမဟာမထင်မှတ်ထားတဲ့ဆုံးဖြတ်ချက်တစ်ခုကိုချလိုက်ပါတော့တယ်။နောက်ထပ်စကားအညွှန်းတွေအတွက် follow လုပ်ထားပေးပါဦး။